I come. Faster, harder, stronger. I'm a go-getter. I'm a go-getter, yeah. Here I come. Here I go. I'm a go-go. Here I come. I'm a go-go-getter. Hey, I'm on the go. I'm a go-go-getter. Watch out now. Here I come. ကျွန်တော်တို့စတွေ့ရ2009မှာစတွေ့ကြတယ်ကျွန်တော်ကျောင်းမှာစတွေ့ကြတာပေါ့ကျောင်းသားတွေစတွေ့တယ်ပြီးတော့ကျွန်တော်တို့အရင်ကျွန်တော်7တန်းပြီးပြီဆိုတော့တက္ကသိုလ်စတက်တဲ့အချိန်ပေါ့ကျွန်တော်ကျောင်းသားသူကကျောင်းတက်တဲ့အချိန်လမ်းမှာတွေ့ကြတာပေါ့တွေ့တော့သူတို့ဆောင်ရှိသွားပြီးတော့တကယ်ရင်တည်းကိုသွားရှာတာပေါ့သွားရှာတဲ့အချိန်မှာသူနဲ့တွေ့ဘူးရတစ်ခေါက်ဘတ်စကားပေါ်မှာတွေ့ဘူးပါပေါ့ဒါနဲ့ကျွန်တော်တို့တကယ်ချင်းသွားရှာတဲ့အချိန်မှာသူကလည်းထွက်လာတဲ့အချိန်နဲ့မျိုးနဲ့ချင်းဆိုင်တွေ့ကြတာပေါ့ပြီးတော့ကျွန်တော်သူပါလာဒီအခန်းမှာနေတာပေါ့ဒီဆောင်မှာနေတာပေါ့ဟောโอเคဆိုပြီးနောက်နေ့ကျမှသူကိုကျွန်တော်ရေးသားစာပို့ပန်းစာတော့ပေးအောင်ပြောတတ်ဘူးထူးဆန်းနေရပါနည်းနည်းတော့ဘာလို့လဲဆိုတော့ကိုကအဲ့တော့ဘတ်စကားဖီရလေမှတ်တိုင်ကနေကိုကတက်လာအကိုမြင်တော့ तू ကနေရာဖယ်ပေးနေအဲ့မှာတတိထားမိသွားတာညဘက်ဆိုစတရီပိုလေးပဲစားတယ်အဲဒီမှာသူကလှုပ်နေကျွန်တော်ကလုံးမလို့သေးဘူးအဲဒီမှာကျွန်တော်မှဝင်ဘာမှမရှိဘူးဝင်မရှိတော့မမိုးအင်းကတော့မှာတော့ဒါမှကျွန်တော်စတရီပိုစပိုးလေးမှာတောက်တိုင်းလိုက်ရင်လည်းငါတော့တောက်ကုန်တယ်အဲသူမြင်လည်းပေးပြီခုချိန်လည်းမြင်လည်းပေးတယ်အကြောင်းလည်းကျွန်တော်အဆင်ပြေရဲ့ချိန်ကြတော့လည်းကျွန်တော်သူလှုပ်ပေးတယ်ကျွန်တော်နည်းနည်းပြန်ပြီးတော့ပြန်ပေးအောင်ကျွန်တော်သူ့ပေါ်ထားတယ်ပြတာပေါ့ဘလို့နိစ္စအောင်လုပ်ကြမလဲရဲဘောပေါ့ရဲတွေးပြတယ်အဲ့ဒါပဲရဲစိတ်ထဲကနေအခုချိန်တွေးနေအောင်ပဲဒီမဲလုပ်ပြီးတော့ဆက်လို့မလဲတော့ဆက်နိုင်ငံသွားမယ်အဲ့လိုမျိုးပေါ့တော့ဖြစ်ချင်တော့ပဲများနေအောင်ပေါ့ကျွန်တော်တို့ long distance တော့ကြာပြီးတော့ရှင်းနေရှိဘူး။စားတော့မှနေရတော့ရမှနေတာဒီလိုနေရတယ်ပေါ့။ကျွန်တော်လည်းဗီဒီယိုပြောကြတယ်။အားကြောင့်တွေ့ချင်တယ်။ကိုဗစ်ကာလမှာတွေ့ပြဘူး3နှစ်လောက်။အဲ့လိုမျိုးတော့ဝမ်းတာပေါ့။ချိန်ကြီးဝေးမှနေမယ်တစ္ဆာစီစီစောင့်ပေးတယ်ကျွန်တော်ဘလောက်ဆိုးဘလောက်မဟုတ်တာလည်းလုံးခုချိန်ကြီးပြီးခံလုပ်ပေးပြီးတော့ကျွန်တော်လည်းဝင်ကြည့်ပြီးတော့ကျွန်တော်လည်းလုပ်ပေးရတယ်ဖေးထဲမှာတော့ပျော်တယ်လေပျော်တယ်ဘာလို့လဲဆိုတော့ကိုတန်ရောပင်ရှိတဲ့လူနဲ့ဒါလက်ထပ်ရတဲ့အတွက်ကြောင့်လေတခြားလူယူဆိုရင်လည်းမယူချင်ဘူးလေအဲ့လိုကိုအချိန်ကြီးတီဖောက်ခဲ့ရတာ